စကိုင်းတိုင်းကကတာမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်ချင်းမွေးရမှာစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ကြောင်းလုံးချေမှုန်းခံလိုက်ရပြီးပြစ်ခတ်မှုအတွင်းမှာပဲစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်မသာလောင်းတွေနဲ့အတူနောက်ထပ်စစ်သား29ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့တကွအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာပဲစကိုင်းနိုင်ငံကတာမြို့နယ်အတွင်းကိုအင်အား150ဝန်းကျင်လောက်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KIA ပူးပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးချေမှုန်းခံလိုက်ရပြီးပြစ်ခတ်မှုတွေအတွင်းမှာပဲစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ကတော့အသီးသီးသိကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေနဲ့အတူနောက်ထပ်စစ်သား29ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိထားသလိုကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့ဒဏ်ရာရတဲ့သူတွေနဲ့စစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြတ်ပြီးထွက်ပြေးသွားကြတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။အခုလိုပဲပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းနဒိုးကြီးမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်တဲ့အချိန်အဲ့ဒီမှာလည်းစစ်ကြောင်းတစ်ကြောင်းလုံးချေမှုန်းခံလိုက်ရပြီးအဲ့ဒီစစ်ကြောင်းမှာပါလာတဲ့စစ်ကောင်စီတပ်ရဲ့ဗိုလ်မှူးဝင်းလိုက်ဦးနဲ့ဗိုလ်ကြီးအောင်ကိုဆိုသူအပါအဝင်စစ်သား14ဦးကိုပါတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျာ။